အားလုံးပဲမင်္ဂလာပါရှင်ညီမတို့ EGS ပကလမှာပြန်လည်လို့ကြိုဆိုလိုက်ရပါတယ်ဒီနေ့မှာတော့ပရိသတ်တွေတိတ်ပြီးမသိကြစီတဲ့ဘောလုံးလောကရဲ့မျက်နှာများချေရှုံရီးစားတွေအများကြီးတွေ့ခဲ့ကြတဲ့ကစားသမားတချို့ကိုတင်ဆက်ပေးသွားကြပါမယ်နံပါတ်1နေမှာအိုဇဘောရုပ်ချောကစားသမားတစ်ယောက်ဖြစ်တာကြောင့်မင်္ဂလိအများစုရဲ့ပြစ်မှတ်သားကောင်းတဲ့သူဟာအစောပိုင်းကပွေခဲ့ရှုပ်ခဲ့ပေမဲ့အခုတော့ဘောလုံးနဲ့သူ့ရဲ့စီးပွားရေးကိုစောက်ချလုပ်ကင်နေတာကြောင့်နေမှာလိမ္မာသွားပြီလို့ဆိုနိုင်ပါတယ်နံပါတ်2ဇဂရေးလီအင်္ဂလန်ရဲ့လက်ရှိဘောလုံးလောကရဲ့စတာတစ်ယောက်လို့ဆိုနိုင်တဲ့သူဟာညဘက်တွေမှာတော့ပေါင်သိန်းနဲ့ချီအကုန်ခံပြီး night club နဲ့ဘားတွေမှာအကျူစရာတွေကိုအထာကျကျခင်းတဲ့သူတစ်ယောက်ပါနံပါတ်3ဘီနီရှက်ဂျူနီယာမက်ဒရစ်မှာစတာတစ်ယောက်အဖြစ်ရှိနေပေမဲ့သူ့ရဲ့အသုံးဖြုံးတဲ့ပါတီပွဲတွေမကြာခဏဆင်နွှဲတာတွေဒါအပြင်နှစ်စဉ်သူ့မွေးနေ့မှာအမျိုးသမီးတီးတက်အယောက်200ခေါ်ပြီးပါတီပွဲကျင်းပတာတွေကဘီနီရှက်ကိုအတော်လေးနာမည်ပျက်စေခဲ့တဲ့ကိစ္စပါပဲနံပါတ်4အန်တိုနီလက်ရှိမှာလည်းအန်တိုနီက၎င်းရဲ့ girlfriend အပေါ်ကိုထိလက်ရောက်ရိုက်နှက်ခဲ့တယ်လို့ဆွဆွဲခံနေရပြီး United ကိုမပြောင်းခင်အေဂျင့်မှာတော့တပတ်တစ်ယောက်ရေးစားထားခဲ့သူဖြစ်ပါတယ်။နံပါတ်5စီရိုနယ်ဒိုတူတူပြောစီရမလို့ပဲဒီလိုစီးရဲမှာအမြဲတမ်းပါလိရှိတဲ့သူကတော့ရော်နယ်ဒိုပါသူကအချစ်စစ်ကိုလိုက်ရှာရင်ရေးစားများတဲ့ဘလုံးသမားဖြစ်သွားတဲ့သဘောပါခုတော့တယောက်တည်းနဲ့ငြိမ်နေတာ9နှစ်လောက်ရှိသွားပါပြီအပိုင်းနှစ်ဘယ်ကစားသမားတွေပါလဲဆိုတာခံမှန်းရင်ဒီနေ့ရဲ့အစီအစဉ်ကိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်